ကိုမရှိဘူးလားတလိษံအချင်းချင်းနိုင်ရစားလောကဖြစ်တဲ့အတွက်ကြောင့်အာကြီးတဲ့တတ္တဝါကအားငယ်တဲ့တတ္တဝါကိုစားလို့လေပင်ကပေါက်ကြလို့ထွက်ကြလာတဲ့သွေးတွေကိုမရှိဘူးလားရှိတယ်အဲ့ဒီသွေးတွေကိုသာစုထားလို့ရမယ်ဆိုရင်သမုဒ္ဒရာလေးချင်းမှာရှိတဲ့ရေထဲများတယ်တဲ့ကဲအဲ့တော့ခုနတုန်းကတရက်ကိုနှမ်းချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါတစ္ဆာတိမယ်ဆိုရင်ဆိုတဲ့စကားဟာယုတ်တိရှိမသွားဘူးလားရှိသွားတယ်အဲ့ဒီအနမတကဒေသနာနဲ့နှိုင်းရှင်ပြီးတော့နားလည်ကြည့်ဖို့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဘေးသဘောင်းသူတော်ကောင်းတို့အဲ့ဒီလိုတစ္ဆာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာဘလောက်အရေးကြီးတတ္တဝါတွေကိုသိဖို့လိုအပ်တယ်လဲဆိုတဲ့ဟောပြောချက်တွေကိုဒါစိတ်ထဲမှာဦးဇင်းတို့ရဲ့ခေါင်းထဲမှာစုမိတာလေးတွေကိုဒါဘေးသဘောင်းသူတော်ကောင်းတို့ကိုပြောပြတာဟုတ်ရဲ့လားအေးဒါကြောင့်ဒီတစ္ဆာ၄ပါးကိုသိဖို့အတွက်တစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့ဘဝတစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့အခြေအနေကောင်းလေးဒကာဓမ္မတို့ဦးဇင်းတို့အခုကြုံနေတယ်အဲ့ဒီကြုံနေတဲ့အခိုက်မှာအာကျိုးမှန်တဲ့ကြိုးစားလိုက်ဖို့မလိုဘူးလားလိုတယ်ဒါခုနတုန်းကပြောခဲ့တဲ့စကားအစင်တွေဟာတို့ကြိုးကြိုးစားစားလုပ်ရမယ့်အချိန်ဆိုတာလေးကိုတွေးမိဖို့တွန်းအားပေးမဲ့စကားတွေကြီးပါပဲဟုတ်တယ်မလားအခုဦးဇင်းပြောလိုက်တာတွေဟာတစ္ဆာ၄ပါးကိုသိဖို့အတွက်တို့လှုပ်ချိန်တန်ပြီးပေါ့ရော့နေဖို့အချိန်မဟုတ်ဘူးဆိုတဲ့အတိတ်ပဲကိုတက်ရောက်ဖို့ပြောနေတာပဲမဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီအခွင့်အရေးတစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့အခွင့်အရေးဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းပဲဒီတစ္ဆာတန်ရုပ်မှာဦးဇင်းတို့စိတ်ကလယုဂသုတ်တံဆိုတာရှိတယ်သုတ်တံရဲ့နာမည်လေးတွေကိုလည်းဦးဇင်းကဘ ഹു တုဒ္ဒပြောစီခြင်းလို့ပေတ္တတို့ကိုပြောနေတာဟုတ်လားဒီဟာကပေတ္တတို့ကကြားဖို့ပြီးသားလိတ်ကန်းထဘိုးပေါက်ဆိုရင်ဒါကြားဖို့သွားပြီသိသွားပြီဟုတ်တယ်မဟုတ်လားအဲ့ဒါသူကအဲ့ဒီသုတ်တံကပထမသုတ်တံဒုတိယသုတ်တံလို့နှစ်ခုရှိတယ်ပထမသုတ်တံကျတော့ဘာဟောထားတုံးဆိုတော့ယဟန်တော်တွေကိုစိတ်သားတို့တဲ့သမုဒ္ဒရာထဲမှာမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိတ်ကန်းတစ်ကောင်ရှိတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိတ်ကန်းကြီးကသမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကိုနှစ်100ရှိမှတစ်ကြိမ်ပဲတက်တယ်နှစ်100မှတစ်ခါပဲပေါ်တယ်ပေါ့သူကအဲ့ဒီသမုဒ္ဒရာထဲကိုအပေါက်တစ်ပေါက်ရှိတဲ့တဘိုးပြားတစ်ချောင်းကိုပြစ်ချလိုက်တယ်တဘိုးပြားဆိုတော့ရေပေါ်မှာပေါ်လောနဲ့လေငင်ရလှိုင်းပုတ်ရာကိုမျိုးချင်းရမျိုးမှာပေါ့ဥတီခြင်းမရှိအဲ့ဒီတဘိုးပြားရဲ့အပေါက်ထဲကိုမျက်စိနှစ်ဖက်ကန်းနေတဲ့လက်ရဲ့ခေါင်းဟာစွတ်မိဖို့ဆိုတာလွယ်ကူသလားလို့မေးတာအဲ့တော့ယဟန်တော်တွေကမလွယ်ပါဘူးဗျာတဲ့သမုဒ္ဒရာကြီးကလည်းအကျဲကြီးလေကန်းကြီးကလည်းရေထဲမှာသွားခြင်းရသွားမယ်ပြီးတော့ပေါ်တာကလည်းနှစ်100ကျမှတစ်ချိန်ပဲပေါ့ပဲဒီတဘိုးပြားရဲ့အပေါက်ရှိတဲ့တဘိုးပြားကလည်းလွင့်ခြင်းရလွင့်မျောခြင်းရမျောမယ်ဘယ်အချိန်မှသူတို့နှစ်ခုတိုက်ဆိုင်မယ်ဆိုတာကတော်တော်ကိုခံမှန်းရခက်တဲ့ကိစ္စမလွယ်ပါဘူးဗျာတဲ့အဲ့ဒီမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိတ်ကန်းကြီးထိုးပြားကိုစွတ်မိဖို့မလွယ်ပါဘူးတဲ့အဲ့ဒီဥပမာတိုင်းပဲရှင်သားတို့တဲ့အကယ်၍အပယ်၄ပါးဆိုတာကိုရောက်သွားပြီဆိုလို့ရှိရင်တဲ့အဲ့ဒီအပယ်၄ပါးကပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာအင်မတန်ခဲရင်နေတဲ့အဲ့ဒါကိုပြောခြင်းလို့အဲ့ဒီဥပမာကိုပေးတာဘာဖြစ်လို့အပယ်ဘုံရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်တယ်လို့ပြောရတယ်လဲဆိုလို့ရှိရင်အပယ်ဘုံဒီနိုင်ရာစားဖြစ်တယ်တဲ့ကုသိုလ်ဖြစ်ခွင့်သိပြီးတော့မရှိဘူးအကုသိုလ်တွေနဲ့ပဲအချိန်ကုန်တဲ့ဘုံဘဝဘုံဌာနမျိုးဖြစ်တယ်ဒါကြောင့်အင်မတန်ညှဉ်းနှွမ်းတဲ့အင်မတန်ရုပ်ညံ့တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာတော်တော်ကြီးကိုခဲရင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပထမသုတ်တံမှာအဲ့လိုဟောတာဒုတိယသုတ်တံကျတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီလိတ်ကန်းနဲ့ထိုးပြားပေါက်ကတော့တူတယ်နော်လိတ်ကန်းကလည်းသွားခြင်းရသွားမယ်ထိုးပြားပေါက်ကလည်းမြုပ်ခြင်းရမြုပ်မယ်နှစ်ပေါင်း100ကျမှလိတ်ကရေမျက်နှာပြင်ပေါ်ကိုတက်မယ်သူတို့တွေ့ပြီးတော့စွတ်မိဖို့ဆိုတာအကြောင်းညီညွတ်မှတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တဲ့ကိစ္စအဲ့မှာမြတ်စွာဘုရားဘာဆက်ပြောလို့ဆိုချက်သားတို့တဲ့လောကကြီးမှာလူအဖြစ်ကိုရဖို့ဆိုတာတကယ်ကိုအကြောင်းညီညွတ်မှရတာပါတဲ့ဟောသောတော်တော်ကအပေလေးပါးကရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်းတယ်ဆိုတာကိုဥမာပေးတာနော်အခုကကြတော့ဘာတော့လူဘဝရဖို့ဟာအဲ့ဒီလိတ်ကန်းကြီးဟာထိုးပြားပေါက်ကိုစွတ်မိဖို့ထက်ခဲရင်းတယ်ဆိုတဲ့အဓိပ္ပာယ်နော်လူဘဝဟာလည်းပဲအကြောင်းညီညွတ်မှရနိုင်တာဖယားအဖြစ်ဖယားပွင့်တယ်ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှပွင့်နိုင်တာခဲရင်လွန်းတယ်ပေါ့နော်အဲ့လိုဖယားပွင့်ပြီးတော့ဒီဓမ္မဝိနည်းကိုနာကြားခွင့်ရဖို့ဓမ္မဝိနည်းထွန်းကားဖို့ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တာပါတဲ့ခု ခုဒီကဓမ္မတို့ဦးရှင်တို့အကြောင်းတွေကတကယ်ကိုညီညွတ်နေတဲ့အချိန်ပါပဲ
တကယ်ကိုညီညွတ်နေလို့ဒကာဓမ္မတို့ဦးဇင်းတို့အတွက်ကိုလုံးမယ်ဆိုရင်မမျှော်မှန်းနိုင်တဲ့အကျိုးကျေးဇူးတွေရနိုင်တဲ့အခွင့်အရေးကိုဒါလက်ဆုပ်လက်ကိုင်ရထားတာပဲဒီအခြေအနေမျိုးမှာဒီအခွင့်အရေးနဲ့တန်တဲ့အလုပ်ကိုလုပ်မလားသို့မဟုတ်ဒီအခွင့်အရေးနဲ့မတန်တဲ့အလုပ်ကိုလုပ်မလားဆိုတာကတော့ကိုယ့်ရဲ့ယုံကြည်မှုတရားတရားကိုယ့်ရဲ့သိတဲ့ဉာဏ်ပညာကိုယ့်ရဲ့လုံလဝရိယဓာတ်ဒီပေါ်မှာမူတည်တာပေါ့နော်ခုဒါဦးဇင်းတို့ပြောတာတွေဟာတရားတရားတွေကိုတိုးစေဖို့လုံလဝရိယကိုမြင့်စေဖို့ဒါဒီလိုရှိတဲ့ဆိုတဲ့အသိဉာဏ်ကိုကြီးစေဖို့ဒါဦးဇင်းတို့လည်းပြောကြရတယ်တရားဓမ္မတို့လည်းနားထောင်ကြရတယ်ဒါဒီပိဋကတ်ထဲမှာဆွန့်ပေါက်အောင်လှုပ်သွားမဲ့လူမပါဘူးလို့ပြောနိုင်မလားဦးဇင်းကတော့ဒါတခါတလေစဉ်းစားမိတယ်ဒီတဲကကိုယ့်ထက်အများကြီးတာတဲ့လူတွေအများကြီးပေါ်မလာဘူးလို့လည်းမပြောနိုင်ဘူးလို့အဲ့ဒီအတွေ့လည်းရှိတယ်ဟုတ်လားလူတွေရဲ့ပါရမီဆိုတာကသိဆန်းတာဗျအခုလုံးလုံးစင်အနေအထားအမြင်လောက်ကိုကြည့်ပြီးတော့ဒီလူဟာဘေးအဆင့်မှာလို့သတ်မှတ်ဖို့ဆိုတာသိခဲရင်တယ်ဟုတ်လားအတွင်းမှာသူဘာတွေလုပ်ခဲ့တယ်ဆိုတာဘယ်သူမှသိနိုင်တာမဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လေးနဲ့တဲ့မြင့်မြတ်တဲ့အရေးကြီးတဲ့တရားဒေသနာတော်တွေကိုနာယူဖို့ကောမလိုဘူးလားလိုတယ်ခုမြတ်စွာဘုရားကဒါအခွင့်အရေးနဲ့ပတ်သက်ပြီးတော့လက်လွတ်သွားမှာဆိုလို့အမျိုးမျိုးသောဥပမာတွေနဲ့မြတ်စွာဘုရားကပြောတာအခုဦးဇင်းတို့ပြောနေတဲ့ဒီတရားဒေသနာတော်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့တေချာစဉ်းစားကြည့်ဥပမာမပါတဲ့ဒေသနာရဲ့လို့ကိုမရှိသလောက်ပဲမြတ်စွာဘုရားမို့ခေါ်တတ်တာနော်ဥပမာမပါတဲ့ဒေသနာမရှိသလောက်ပဲနော်အကုန်လုံးဥပမာတွေနဲ့ကြီးပြောနေတာဟုတ်တယ်မဟုတ်လားအခုလည်းပဲရရှိထားတဲ့အခွင့်အရေးရဲ့ရနိုင်ခဲ့တဲ့အကြောင်းတရားတွေတကယ်ညီညွတ်မှဖြစ်တယ်ဆိုတဲ့ကိစ္စကိုပုံပေါ်အောင်ပြောလိုက်တာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရနေတဲ့အခွင့်အရေးကိုထိထိမိမိအသုံးချဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အနှစ်ချုပ်ပြီးတော့ပြောရရင်တော့ဘဝမှာသစ္စာလေးပါးကိုသိဖို့ရာအရေးကြီးဆုံးလို့ပြောတာပါအဲ့ဒီအရေးအကြီးဆုံးဖြစ်တဲ့သစ္စာလေးပါးကိုသိကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲတရားရဲ့ဏိဂုံးပိုင်းရောက်လာပြီအဲ့ဒီတရားရဲ့ဏိဂုံးပိုင်းကိုတော့ဦးဇင်းတို့သူရိယသုတ်တန်နဲ့အဆုံးသတ်ချက်တယ်သူရိယဆိုတာနေမင်းပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားဘာဟောထားလဲဆိုတော့စိတ္တတို့တဲ့အရုံတက်လာပြီဆိုရင်တော့တေချာပေါက်ခဏနေရင်နေထွက်တော့မှာပါတဲ့အဓိပ္ပာယ်ကနေမထွက်ခင်မှာနေရဲ့ရှေ့ပြေးအရုံရောင်ဆိုတာလေးကပဇွန်စီရောင်လေးတန်းမလာဘူးလားအဲ့ဒါဆိုရင်တော့နေထွက်တော့မယ်သိမကြတော့ဘူးဟုတ်တယ်မဟုတ်လားအရုံရောင်ဟာနေရဲ့ရှေ့ပြေးပုဗ္ဗနမိတ်ပေါ့နော်ပုဗ္ဗနမိတ်အဲ့ဒီအရုံရောင်လာပြီးရင်နေသေးချာပေါက်ထွက်မှာဆိုတာမျိုးလိုပဲတဲ့တကယ်လို့သစ္စာလေးပါးသိခြင်းဆိုတဲ့နေမင်းကြီးရဲ့ရှေ့ပြေးပုဗ္ဗနမိတ်အရုံလာတယ်ဆိုတာရှိတယ်အဲ့ဒီအရုံဆိုတာဘာလို့ဆိုရင်တမ္မာဒိဋ္ဌိပဲတဲ့တမ္မာဒိဋ္ဌိဆိုတာကအရုံရောင်နဲ့တူတယ်သစ္စာလေးပါးကိုသိခြင်းဆိုတဲ့မဲ့ညာကနေထွက်တာနဲ့တူတယ်လို့အကျယ်ချက်ပြီးတော့နားလည်ရမှာနော်တကယ်ကြီးမိုက်ဗျာဟုတ်လားအရုံလာပြီဆိုရင်နေထွက်မယ်တမ္မာဒိဋ္ဌိဖြစ်ပြီဆိုရင်တော့သစ္စာလေးပါးကိုသိတော့မယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီပင်လင်သစ္စာလေးပါးသိခြင်းရဲ့အကြောင်းလို့ပြောလို့မရဘူးလားရတယ်အဲ့တော့တမ္မာဒိဋ္ဌိကအရေးကြီးတဲ့အနေအထားကိုရောက်မလာဘူးလားအရေးကြီးတဲ့သစ္စာလေးပါးကိုသိဖို့အတွက်တကယ်အဓိကကြတဲ့အခရာကြတဲ့အကြောင်းတရားဖြစ်နေတာကိုအဲ့တော့တမ္မာဒိဋ္ဌိဆိုတာဘာတော့ဦးဇင်းတို့တရားပွဲတိုင်းလို့မပြောတဲ့တရားပွဲလို့မရှိသလောက်ပါပဲဒီတမ္မာဒိဋ္ဌိရဲ့အကြောင်းတမ္မာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ဒီသစ္စာလေးပါးကိုသိရင်လည်းပဲဒါတမ္မာဒိဋ္ဌိပါပဲအနုဘောဓဉာဏ်နဲ့တွေ့တော်နေတယ်မှန်ဆနေတယ်သိနေတယ်ဟုတ်လားသို့တော့ဒီနေရာမှာဦးဇင်းတို့တမ္မာဒိဋ္ဌိဆိုတာဘာလဲဆိုလို့ရှိရင်မမြဲတာကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိပဲဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာမမြဲတည်တာလည်းဖြစ်သောယုတ်တရားကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိလို့မှတ်ရမမြဲတည်တာလည်းဖြစ်သောခံစားချက်တို့ကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိအဲ့လိုပဲမှတ်သားမှုသင်ညာစိတ်ဆော်မှုသင်္ခါရတိမှုဝိညာဉ်ခန္ဓာ၅ပါးပေါ့နော်အဲ့ဒီခန္ဓာ၅ပါးဖြစ်ပေါ်လာတဲ့သောယုတ်တနန္တသဘာဝတရားမှန်သမျှတို့ဒီမမြဲဘူးဆိုတဲ့သူတို့ရဲ့အမှန်တရားကိုတရားဓမ္မတို့ဦးဇင်းတို့သိမယ်ဆိုလို့ရှိရင်အဲ့ဒါဘာခေါ်မလို့တမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိကတော့စိတ်ထဲမှာတကယ်ကိုကျွမ်းကျင်ကျင်တရားဓမ္မတို့ဦးဇင်းတို့စာပေအရာပရိယတ္တိအရာကိုသိထားတဲ့နဲ့ကိုယ်တိုင်ဉာဏ်နဲ့လည်းပဲကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားနေတယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိထားအောင်တော့ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါကထိုက်တဲ့တရားဓမ္မတို့ဦးဇင်းတို့ကမ္မထမ်းဆိုင်ရာ
ဘာဝနာပိုင်းဆိုင်ရာအလုတ်ကိုလှုပ်ထားမှသာလျှင်ဒါကလည်းသိနိုင်မှာနော်အေးလူပြောသူပြောအတိမြလောက်မဟုတ်ဘဲနဲ့ကိုယ်တိုင်ဉာဏ်နဲ့တကယ်ကိုသိတဲ့အတိပေါ့နော်ဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေဟာပြီးဆုံးသွားကြတယ်ဆိုတဲ့အချက်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ဟုတ်လားဒါကိုသိအောင်လေလာရမယ်စဉ်းစားရမယ်ဆင်ကျင်ရမယ်ဟုတ်လားအဲ့ဒီနေရာမှာဦးဇင်းတို့ဒီတမာတိဋ္ဌိတရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့မမြဲတဲ့သဘောတဘာဝကိုသိမြင်တဲ့ဒီတမာဒိဋ္ဌိဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဖြစ်တိုင်းတတိဝရိယဉာဏ်ပညာဖြင့်သိနေအောင်ကြိုးစားရမယ်သိလားဦးဇင်းတို့တတိပဋ္ဌာန်နီးလို့အတူတူပြောကြပါစို့တတိပဋ္ဌာန်နီးမှာကာယ ानु ပတနာတတိပဋ္ဌာန်မရှိဘူးလားဝေဒနာ ानु ပတနာတတိပဋ္ဌာန်ရှိတယ်စိတ်ဓာ ानु ပတနာတတိပဋ္ဌာန်ဓမ္မ ानु ပတနာတတိပဋ္ဌာန်ကိုယ်ကာယရဲ့သဘောတဘာဝတွေဖြစ်တိုင်းသိနေမယ်ဆိုရင်ဒါကာယ ानु ပတနာတတိပဋ္ဌာန်ပေါ့ကာယ ानु ပတနာတတိပဋ္ဌာန်ကနေပယ်ကအကျေကြီးဗျဝင်လေထွက်လေထိတာကိုသိတယ်ဆိုရင်လည်းကာယ ानु ပတနာတတိပဋ္ဌာန်တက်၄ပါးကိုသိတယ်ဆိုရင်လည်းကာယ ानु ပတနာတတိပဋ္ဌာန်ဣရိယာပုတ်၄ပါးနော်ဘယ်လိုပုံစံမျိုးမဆိုသိနေတယ်ဆိုရင်လည်းအဲ့ဒါလည်းဣရိယာပဋ္ဌပပကာယ ानु ပတနာတတိပဋ္ဌာန်လို့ပြောဘူးလားပြောတယ်အဲ့ဒါလိုပဲဆံမင်းမွေးခြင်းခြေသီးလက်သီးအစရှိသဖြင့်32ခုထာတာကိုနော်ညံနဲ့တစ်ခုချင်းပုံပြီးတော့ငါသူတစ်ပါးယောက်ျားမိန်းမမဟုတ်မတင့်တယ်သောရုပ်အစုမျှတာလို့သိနေရင်လည်းအဲ့ဒါပါတော့ကာယ ानु ပတနာတတိပဋ္ဌာန်နောက်ပြီးတော့ဦးဇင်းတို့အတုပဘာဝနာတွေရှိသေးတယ်ဒီကာယ ानु ပတနာတတိပဋ္ဌာန်ထဲမှာအဲ့တော့ကာယ ानु ပတနာတတိပဋ္ဌာန်ရဲ့အနှစ်ချုပ်ကကိုယ့်ရဲ့ရုပ်ကာယကိုရုပ်ကာယမျှပဲလို့အမှန်အတိုင်းသိတာပေါ့နော်ငါတွေသူတွေအတ္တတွေဝိညာဉ်တွေလိပ်ပြာတွေဝိညာဉ်ဆိုတာကဝိညာဉ်နဲ့ခန္ဓာကိုရည်ရွယ်ပြောတာမဟုတ်ဘူးနော်လူတွေထင်တဲ့အသက်ပေါ့ဗျာဟုတ်လားလူတွေထင်တဲ့အတ္တသဘောမျိုးလေးဟိုဦးဇင်းတို့ပုံမြင်လေးတစ်ပုဒ်ဖတ်ဖူးတယ်အင်မတန်ဝေးလံခေါင်တည်တဲ့လူအယောက်ပေါက်အလွန်နေတဲ့လူရိုင်းတဖွဲဖြစ်နေတဲ့နေရာမျိုးကိုလူတယောက်ကကားနဲ့မရအောင်သွားလိုက်တယ်အဲ့ဒီဒေသတစ်ခုလုံးကလူတွေကဒီကားကိုလုံးဝမမြင်ဘူးသိလားအဲ့လိုမမြင်ဘူးတော့ကားကြီးကဝူးဆိုအတန်လဲထွက်နေတယ်ဟာမီးကြီးနှလုံးထိုးပြီးတော့လိုတာကိုလည်းသွားတယ်ဆိုတော့အဲ့ဒီတည်းကလူတယောက်ကနည်းနည်းသူတို့တည်းကတော်တော်သိတယ်ဆိုတဲ့လူကဒီကားအသက်ဒါကြီးကအသက်ရှိတယ်ရှေ့ကမီးကြီးနှလုံးကအဲ့ဒါမျက်လုံးလို့ခေါ်တယ်ဟောသူနားလေတယ်လို့ကြိတ်ပြီးတော့မလုပ်နေတော့ရှင်းပြနေတာအသက်ရှိလို့မို့ဒါကြီးကအတန်တွေထွက်နေတာပေါ့လိုရာကိုသွားလို့ရတာပေါ့သူတို့ကတော့ထင်ရှားမှာပဲဒီကားကြီးကိုအသက်ရှိတယ်လို့တခါမှမတွေ့ဘူးတဲ့လူကတော့နော်အခုခေတ်ပစ္စည်းတွေနဲ့ဥမာပေးရင်အလွန်ကောင်းတယ်နော်ဟုတ်လားတကယ်တမ်းကဒီကားကြီးကိုဒကာဓမ္မတို့ဦးဇင်းတို့ကျွမ်းကျင်သိနေမောင်းနှင်နေသိနေတဲ့လူကဒီကားကြီးကဘာအသက်မှမရှိဘူးဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်ခုဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲဒီခန္ဓာ၅ပါးအစုကိုကားကိုအသက်ရှိတယ်လို့ထင်တဲ့လူတွေလိုပဲသိလားတကယ်တမ်းကတော့ဒီ၅ခုစုံမိထားလို့ဒီ၅ခုအစုအဝေးတိုက်ဆိုင်ထားလို့သွားလာပြောဆိုလှုပ်ကိုင်နေနိုင်တာခန္ဓာဆိုတာအစုဝေးမို့လားတော့ယူဘက်ခန္ဓာရှိတယ်ခံစားမှုအစုရှိတယ်မှတ်သားမှုအစုရှိတယ်သင်္ခါရခန္ဓာအစုရှိတယ်ဝိညာဉ်အစုမရှိဘူးလားရှိတယ်ဒီ၅ခုရဲ့အပေါင်းပေါ့နော်နာမ်ပိုင်းဆိုင်ရာကပိုးတော်များနေတယ်၄ခုရှိတယ်ဒါကိုအတူချုပ်ပြောရရင်တော့ယုံနဲ့နာမ်နဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့စုံပြီးတော့ဒါဘာဖြစ်နေတော့ဖြစ်နေကြတာသူတို့ပေါင်းပြီးတော့အလုတ်လုတ်နေကြတယ်ပေါ့နော်ဦးဇင်းတို့ရုပ်သေးရုပ်လေးကပြတယ်ကြည်ပါများလို့ရှိရင်အမလေးငိုတာလည်းတကယ်ငိုသလိုကတာလည်းတကယ်ကသလိုဒီရုပ်သေးရုပ်ကအသက်ဝင်လာတချို့ဒီရုပ်သေးရုပ်ကတာကိုကြည်ပြီးတော့နောက်ကမင်းသားကငိုတာပဲငိုတာကတော့ဒါပေမဲ့ရှေ့ကကြည်ရင်းနဲ့စွဲသွားတော့ဘာဖြစ်တုံဆိုတော့ကြည်တဲ့လူတောင်မျက်ရည်ကျတယ်ဒီအယုတ်တွေကိုတနာပြီးတော့လူတွေရဲ့အထင်မှားမှုဆိုတာတိတ်ကြောက်စရာကောင်းတယ်နော်ဟိုဦးဇင်းတို့ရွာမှာနေတော့ကဟိုတဖန်းစိတ်ဆယ်ကြီးဖောက်တော့မြောင်းပေါင်တွေလာတူးကြတာဦးဇင်းတို့အခုဘက်ဖိုးကြီးတွေနဲ့ကုတ်တာပေါ့လေကုတ်တော့ဦးဇင်းတို့ရွာဘက်ကလည်းတောဆိုတော့ဘယ်မြင်ဘူးပါမတော့အဲ့ဒီအကောင်ကြီးတွေကအသက်ရှိနေသလိုပဲကုတ်ပြီးတော့ဟုတ်လားတခါလေးမောလို့နားနေသလိုမျိုးထောက်ပြီးတော့နားနေတာအဲ့ဒါရေးရလို့ပြောတာဒကမာကြီးတောက်ကဟဲနေမအညာမသူခမရအလုပ်လုပ်ရတော့တနာလို့တောင်ငိုတယ်တဲ့ဘက်ဖိုးကြီးကိုဗါတဲ့တော့အသက်ရှိတယ်လို့ဒါစိတ်ကနည်းနည်းထင်းသွားတာပေါ့ဟုတ်လားဒါကြီးကအမြဲတမ်းလှုပ်နေကြီးနဲ့လှုပ်နေတော့ဒါကြီးကိုအော်သူခမရနေပူလို့လည်းမနာရရှာဘူးတကယ်တမ်းကအဲ့ဒါလို့ဟုတ်သလားမဟုတ်ဘူးအဲ့ဒါဘာပြောနေရတာဦးဇင်းကတော့ဒီခန္ဓာကိုလည်းဒကာဓမ္မတို့ဦးဇင်းတို့
အကြောင်းတရားတွေအကုန်စုံလို့သွားနိုင်လာနိုင်ပြောနိုင်ဆိုနိုင်လှုပ်ရှားနိုင်တဲ့အတွက်ကြောင့်ဒါကိုအသက်ရှိတယ်အသက်ဆိုတာကအတ္တသဘောမျိုးကိုပြောတာနော်ရုပ်ဇီဝိတနာမ်ဇီဝိတဒီရုပ်တွေနာမ်တွေမပြည့်စည်အောင်ဆက်လက်ပြီးတော့ဖြစ်နေတဲ့ဇီဝိတကတော့ရှိတာပေါ့ဟုတ်လားသို့တော်တရားဓမ္မတို့ဦးဇင်းတို့ကအဲ့လိုထင်တာမဟုတ်ဘူးကိုလှုပ်ချင်ရလှုပ်လို့ရတယ်ကိုပြောချင်ရပြောလို့ရတယ်ငါလို့သူလို့အဲ့လိုအခိုင်အမာထင်ထားတာမရှိဘူးလားရှိတယ်ကားကိုအသက်ရှိတယ်လို့ထင်တဲ့လူတွေနဲ့အင်မတန်တူတယ်လို့ဦးဇင်းကထင်တယ်ဒါဦးဇင်းတို့လည်းအဲ့တိုင်းပဲအဲ့ဒီအထင်မှားတွေကိုပျောက်အောင်ဖြည့်ဆွက်ချက်တွေမပါဘဲနဲ့နှုတ်ပယ်ချက်တွေမပါဘဲနဲ့ခန္ဓာရဲ့ဖြစ်နေတဲ့သဘောကိုဖြစ်နေတဲ့အတိုင်းအမှန်အတိုင်းသိအောင်ကြိုးစားရမယ်အဲ့ဒါတတိပဋ္ဌာန်နည်းရဲ့အနှစ်ချုပ်ပဲအဲ့တော့ကာယပိုင်းဆိုင်ရာကိုဒါကာယမျှပဲပူတယ်ဆိုရင်လည်းပူတယ်လို့ပဲသိဘာမှအပူမထည့်နဲ့အရှိအတိုင်းလေးတဲ့တဲ့မြင်အောင်ကြည့်ရသိရမယ်ပြစ္ဆုတ်ပန်တဲ့တဲ့ဟုတ်လားအေးအဲ့ဒါလိုပဲခံစားချက်တွေဆင်းရဲတယ်ဆိုရင်လည်းဆင်းရဲတယ်လို့ပဲသိချမ်းသာတယ်ဆိုရင်လည်းချမ်းသာတယ်လို့ပဲသိအဲ့ဒါလိုဖြစ်ပေါ်တိုင်းသောသဘာဝတရားတွေကိုဒလဇက်လိုက်ပြီးတော့တတိဥစည်းပြီးတော့တိနေမယ်ဆိုလို့ရှိရင်ဖြစ်တိုင်းသောသဘာဝတရားတွေဟာချုပ်ပြောက်သွားကြတာကြီးပဲဆိုတဲ့အနိစ္စအချက်ကိုမသိကျင်လို့ကိုမမြဘူးသူလည်းပဲငါတို့ရှုနေတဲ့လူကိုမမြင်အောင်ပုံနေလို့ကိုမရသိလားလူတယောက်ကိုမျက်ခြေမပြတ်လိုက်ကြည့်နေမယ်ဆိုရင်ဒါလူဆိုးလားလူကောင်းလားဟုတ်တာလုပ်တဲ့လူလားမဟုတ်တာလုပ်တဲ့လူလားဆိုတာသိကိုသိနိုင်တယ်မျက်ခြေမပြတ်အောင်တော့လိုက်ကြည့်ဖို့တော့လိုတယ်နော်ဟုတ်လားကိုယ့်ရဲ့အတ္တနောမတိကိုယ့်ရဲ့အာဂတိကိုယ့်ရဲ့ထင်မြင်ချက်တွေတော့အဲ့ဒီတဲကိုဝင်ပြီးတော့မဆွတ်ဖက်နဲ့မထည့်နဲ့ပေါ့ဟုတ်ရဲ့လားအရှိအတိုင်းလေးသိအောင်ကြိုးစားရမှာဒါကြောင့်တရားဆိုတာအလွန်ရိုးတယ်သိလားလူတွေကအင်မတန်ဆန်းကျင်တာဆိုတော့ရိုးတာကိုစိတ်ဝင်စားပဲဖြစ်နေတာဟုတ်တယ်မဟုတ်လားအဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဒီတရားတွေကအရှိကိုအရှိအတိုင်းပဲသိခိုင်းတာပဲကြည်ခိုင်းတာပဲဒါကိုလေ့လာဒါကိုစူးစမ်းအဖန်ဖန်ထက်ဒါကိုသိအောင်ကြိုးစားတတိဝရိယဉာဏ်ပညာတတိဥစည်းပြီးတော့ဝရိယဥစည်းပြီးတော့အမြဲတမ်းသိအောင်ကြိုးစားတော့ဉာဏ်ပညာကတဖြည်းဖြည်းနဲ့သိတရားရှိတာကိုသိလာတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့အတူချုပ်ပြီးတော့မပြောချင်နဲ့ကြည်ပါများရင်သိတရားရှိတာကိုသိလာမှာဟုတ်လားဒါကြောင့်တတိဥစည်းပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့ခန္ဓာရဲ့အကြောင်းကိုသိအောင်ကြိုးစားကြဖို့မလိုဘူးလားအေးအဲ့ဒါလို့သိလာလို့ရှိရင်အတိတွေကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့ဖြစ်တိုင်းတော့သဘာဝတရားတွေကောင်းတယ်ပဲပြောဆိုးတယ်ပဲပြောချမ်းသာတယ်ပဲပြောခံစားတယ်ပဲပြောရုပ်ပဲပြောနာမ်ပဲပြောဘာပဲပြောဖြစ်လာတာတွေဟာပျက်စီးသွားကြတာချင်းတော့အတူတူပဲအလုံးဟာပျက်စီးသွားကြအဲ့တော့ဦးဇင်းတို့တမာဒိဋ္ဌိဆိုတာကိုယ်ခန္ဓာကိုယ်ပေါ်မှာဖြစ်နေတဲ့ယုဒ္ဓနန္ဒသဘာဝတရားတွေရဲ့မမြဲတဲ့သဘောချုပ်ပြောက်သွားတဲ့သဘောကိုအမှန်တိုင်းသိတာကိုတမာဒိဋ္ဌိလို့ခေါ်တာလို့ဒါကိုဦးဇင်းတို့ကြိုးစားပြီးတော့ရှင်းနေတာဟုတ်လားအေးအဲ့ဒီအချက်ကိုမသိနိုင်ဘူးဆိုရင်တော့ဒီယုံနံတွေပေါင်းစုပြီးတော့အလုတ်လုတ်နေတာကိုပဲခိုင်မြဲတဲ့အနေအတ္တရှိတယ်ဆိုတဲ့အနေငါဆိုတဲ့အနေသူဆိုတဲ့အနေအမျိုးမျိုးအထင်မှားပြီးတော့ကိလေသာတရားတွေများလာစရာအကြောင်းမရှိဘူးလားရှိတယ်အဲ့ကိလေသာတွေများလာပြီဆိုရင်တော့ကံတွေများမယ်ကံတွေများလာရင်တော့အကျိုးဝိဘတ်ခန္ဓာတွေများလာပြီးတော့ဒုက္ခကဘယ်တော့မှဆုံးမှာမဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့တမ္မာဒိဋ္ဌိအကြောင်းကိုစ조사ပြီးတော့ရှင်းပြလိုက်တာနောက်ထပ်2မိနစ်3မိနစ်လောက်နေပြီးတော့မှเนาะတရားကအဲ့တော့ဦးဇင်းတို့တမ္မာဒိဋ္ဌိဆိုတဲ့အရုံရောင်လာရင်သစ္စာလေးပါးကိုသိတယ်ဆိုတဲ့နေမင်းထွက်လိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့စကားကဒီရောက်သွားတာဟုတ်ရဲ့လားဒါကြောင့်ဘဝမှာသာသနာနဲ့ဒီခန္ဓာကျုံနေတဲ့ဆုံးနေတဲ့အခိုက်အတန့်မှာအရေးအကြီးဆုံးကသစ္စာလေးပါးကိုသိဖို့ပါအဲ့ဒီအရေးအကြီးဆုံးဖြစ်တဲ့သစ္စာလေးပါးကိုပฏิဝေဒဉာဏ်ဖြင့်ထွန်းသိကျင်တယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့နေထွက်ဖို့ဆိုရင်အာယုံအရင်တက်ဖို့လိုတယ်အရုံရောင်အရင်လာဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကြောင့်တမာဒိဋ္ဌိဖြစ်အောင်ကြိုးစားကြဖို့မလိုဘူးလားအေးအဲ့ဒီတမာဒိဋ္ဌိရင့်ကျက်လာတာနဲ့အမျှသစ္စာလေးပါးကိုသိဖို့အတွက်နိကတ်လာတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒီတမာဒိဋ္ဌိခိုင်ခိုင်မာမာဖြစ်အောင်ဘယ်နည်းနဲ့ကြိုးစားရမလဲလို့မေးရင်လည်းပဲတတိပဋ္ဌာန်နည်းနဲ့ကြိုးစားကြရမှာပါလို့လည်းပဲအယံတဲ့နားလည်ထားဖို့ဖြည့်တတ်ဖို့ကမလိုဘူးလားလိုတယ်ဒါကြောင့်ကိုယ်ခန္ဓာရဲ့ဖြစ်နေတဲ့သဘာဝတွေကိုဒါဒလဇတ်ထင်ရှားရာကိုပြစ္ဆုတ်ပံတဲ့တဲ့နော်မပြင်းမရှိအဲ့ဒါကိုလိုက်ပြီးတော့သိနေတဲ့အလေ့အကျင့်ကိုစူးစမ်းပြီးတော့ထူထောင်ကြည့်ပါအဲ့ဒါဆိုရင်ခန္ဓာဟာဘယ်လိုသဘောရှိတယ်လဲဒီယုတ်တရားနံတရားဆိုတာဘယ်လိုသဘောရှိတယ်လဲဆိုတာကိုယ်တိုင်ဉာဏ်နဲ့မသိရဘူးလားသိရ
အဲ့လိုကိုယ်ပိုင်ဉာဏ်နဲ့မမြဲတာကိုမမြဲဘူးဟုတ်တာပဲသူတော်ကောင်းကြီးတွေပြောတယ်မမြဲဘူးဆိုတာတကယ်ကိုမမြဲတာပဲလို့ဉာဏ်ထဲမှာရှင်းလင်းသွားတဲ့အားတွေဒကာဓမ္မတို့ဦးရှင်တို့ကိုယ့်ရဲ့လုံလဝရိယပုံမှာမူတည်ပြီးတော့ဉာဏ်ထဲမှာရှင်းလင်းသွားတဲ့အကျိုးရလဒ်တွေမရနိုင်ဘူးလားရနိုင်တယ်